ကဘာပေါ်မှာအထက်ဆုံးဓာတ်အခုမြင်နေရတဲ့ဓာတ် ကဘာပေါ်အထက်ဆုံးဓာတ်ပဲရှိရကဘာနဲ့ရှိပြီးကြောင်ပြောရနော်ကဘာပေါ်မှာအထက်ဆုံးဓာတ် အားကတော့ကဘာပေါ်မှာအထက်ဆုံးဓာတ်ပါဒီဓာတ်ကဘလောက်တောင်ထက်တယ်လဲဆိုရင်ရေအပြည့်ထည့်ထားတဲ့အရေးတန်းကိုတောင်အိမ်မုံတုံးသီးတယ်လို့လှိမ့်နိုင်ပါတယ်ဓာတ်ပြင်ဒီဓာတ်ကအရာအလုံးကိုတိကျစွာဖြတ်တောက်နိုင်ပါတယ်ဒီဓာတ်ကိုစမ်းသပ်သူတွေကတော့ရေစိုးဝိကိုလှိဖြတ်တာရာဘာတုံးကိုလှိဖြတ်တာအသားငါးတွေကိုလှိဖြတ်တာတွေအစုံစမ်းသပ်ခဲ့ ဓာတ်နဲ့ပေါ့လေးဒီလိုလေးလိရတယ်တော့ဣခနဲ့ပြတ်တာနော်ဟဲ့ဒါကကျွတ်စင်တကယ် အောင်မြင်ခဲ့ပါ တ တယ် ကယ်ပြတ်တာ ။ဒါကြောင့်လည်းဒီဓာတ်ကကမ္ဘာပေါ်မှာအထက်ဆုံးဓာတ်ဖြစ်လာပါတယ်။ဒါပေမဲ့ဒီဓာတ်ဟာအနားမှာမရှိတော့တဲ့သူမအပေါ်ကိုဆွဲလန်းနေတဲ့တန်ရောစင်ကျိုးကိုတော့မပြတ်တောက်နိုင်ခဲ့ဘူးလို့သိရပါတယ်ရှင်။ ဟာဘာတော့ငါဓာတ်ကြောင်ရတာလေဘာဟာဘယ်လိုတော့ငါ